အားလုံးပဲမင်္ဂလာပါ English Language ကိုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီချက်ကိုကဒါကတော့ကျွန်တော်ရဲ့ A1 Beginner Grammar Video Course လေးဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော် Lesson 25ကိုလေ့လာကြမှာပါဒီနေ့ Lesson 25မှာတော့ Present Simple ကို WH questions တွေနဲ့ဘယ်လိုမေးမလဲဘယ်လိုပြန်ဖြေကြမလဲပေါ့နော်ဒါလေးတွေကိုလေ့လာသွားမှာဖြစ်ပါတယ် Okay အဲ့တော့ WH questions လို့ပြောလိုက်ပြီးဆိုရင်ဘာတွေရှိမလဲဆိုတော့ဒီပုံထဲမှာလည်းပါတယ်ပေါ့နော်where, what, how, why, who, when, okay စသဖြင့်ဒီလိုမျိုးကိုနေပါမယ်အဲ့တော့WH questions ကိုနောက်တစ်ခုအနေနဲ့ဘယ်လိုမှတ်ထားလို့ရသေးလဲဆိုရင် open-ended questions လို့မှတ်ထားလို့ရတယ်ဒါဘာလို့ဆိုလို့ရလဲဆိုတော့ဒီလိုမျိုးကိုနေဆိုလို့ရှိရင်ဒီလိုဒီတိကျတဲ့အဖြေတစ်ခုပေါ့နော်limit လောက်ထားတယ်ကန့်သတ်ထားတဲ့အဖြေတွေမဟုတ်ဘဲနဲ့ဒါစကားပြောနေတဲ့သူရဲ့အတွေ့အကြုံသူရဲ့လာတဲ့နေရာသူရဲ့identity ပေါ့နော်သူရဲ့ profile ပေါ်မူတည်ပြီးတော့အဖြေတွေကအများကြီးကွဲပြားနိုင်တယ်ဆိုတော့ဒါကြောင့်ဒါတွေကို open questions လို့ခေါ်တယ် WH question we use WH questions and present simple အဲ့တော့ WH question နဲ့ present simple အတွေ့ကိုဘယ်လိုနေရာမှာသုံးသလဲဆိုရင် a thing okay ကိစ္စရပ်တွေပစ္စည်းတွေအရာတွေပေါ့နော်ဒါတွေကိုမေးတဲ့အခါမှာသုံးတယ် For example what does Paulo have for lunch okay Paulo ကနေ့လည်စာဘာစားလဲသူစားတဲ့အရာလေအရာပေါ့နော်ဒါကိုမေးတယ် a person လူပုဂ္ဂိုလ်မေးခြင်းလဲသုံးတယ် who နဲ့ပေါ့နော် who do you live with မင်းဘယ်သူနဲ့နေလဲဒီမှာကျတော့ with ဆိုတဲ့ဟာလေးကိုထည့်ရေးဖို့မမေးနဲ့ပေါ့နော် okay a place နေရာတွေကိုမေးခြင်းလဲကျတော့သုံးလို့ရတယ် where do Matt and Kaiko study okay time နေရာ time အချိန်ကိုသိချင်တယ် when does the film finish ရုပ်ရှင်ပဲချိန်ပြီးတယ်လေ what time do your children go to bed မိရဲ့ကလေးတွေပဲချိန်အိမ်ရသွားတယ်စသဖြင့်ပေါ့နော်နောက်တစ်ခုကတော့အကြောင်းပြချက်ကိုကြည့်ချင်လဲဒီ WH question တွေသုံးမိမယ် why does Tina get up at 5 o'clock သူဘာလို့9နာရီမှအိမ်ဟာထားတယ်လဲပေါ့ဟုတ်ပြီ manner အပြုအမူကိုသိချင်ရင်လည်းမိတယ်ဒါကြောင့်ဘာနဲ့မိလဲဆိုရင် how ပေါ့နော် how do you say perfect in Spanish ပြင်စပိန်လိုမျိုး perfect ကိုဘယ်လိုပြောသလဲပေါ့ဟုတ်ပြီနော် alright ဒါဆိုရင်အခုဒီကျတော့ဘယ်နှခုကြည့်ခဲ့လဲ okay a thing what a person who a place where a time when what time reason why manner how okay ဒီမှာတခါလေးပါကျို့သတိထားကြည့်မလဲဆိုအရှိရလည်းပြောခဲ့တဲ့ဟာတွေပေါ့နော် subject တွေကိုကြည့်မယ်တစ်ခုလည်းဖြစ်နေတဲ့အခါမှာဘာနဲ့သုံးမလဲ does နဲ့ you ဆိုလို့ရှိရင်တော့ okay do နဲ့သွားတယ် Matt နဲ့ Kiko နှစ်ယောက်မို့လို့ဘာလဲ do the film တစ်ခုတည်း does ဖြစ်မယ် children ကအများမို့လို့ဘာဖြစ်လဲ do နဲ့သုံးမယ် Tina တယောက်တည်း does you မို့လို့ do okay ဟုတ်ပြီအခုဒီမှာသူရဲ့စကားလုံး word order ပေါ့နော် word order မှာလည်းဒီမှာမြင်ရမယ်အရင်ဆုံးဒီမေကုန်းနေတည်ဆောင်ရင် WH question ကိုအရင်လာမယ် who what why when ပြီးရင် auxiliary ပြီးအခု Korea do ကိုထည့်မယ်ပြီးတော့မှ do သို့မဟုတ် does ပေါ့နော် do does ထည့်မယ်ပြီးရင် subject လာမယ်ပြီးရင် original verb infinitive ထည့်မယ်ပြီးရင်ကျန်တဲ့ object တွေပြီး phrase တွေစကားစုတွေပြုလို့ချင်းခံရတဲ့အရာတွေဒါထည့်မယ်ဟုတ်ပြီဒါဆိုရင်မေကုန်းလေးတွေကြည့်ကြအောင် What do you do? Okay, what do you do ဆိုတာအမေရဲ့အလုပ်ကဘာလဲပေါ့နော် What do you do? Why do they walk at the weekend? သူတို့ဘာလို့ပေးရမှာလုပ်တာလဲပေါ့နော် Where does Joshua live? Joshua ပမာနေတယ်လေ When does she have lunch? သူဘယ်ချိန်နေလဲဒါစားလဲဟုတ်ပြီနော် Adverb of frequency ချိန်နှုန်းကိုပြတဲ့ကရိယာဝိသေသနာတွေကိုထည့်လို့ရပါတယ် Okay အဲ့တော့ဒီမှာဆိုရင်ဘာရှိမလဲWhere do you usually have lunch? Okay, or usually ဒီပမာရှိလဲဆို subject နဲ့ပြီးရင် infinitive ရဲ့ကြားထဲမှာ Why does Alina sometimes leave work early? သူဘာလို့အလုပ်ကိုတခါလေးစောစောသွားတယ်လဲပေါ့ဟုတ်ပြီနော် Alright နောက်တစ်ခုကတော့မေကုန်းနေမိတဲ့အခါမှာ who with who for ဆိုပြီးတော့သုံးတယ်ဒါလေးကိုလည်းသတိထားပါနော်ဒီကကိုသုံးတဲ့verb အပေါ်မူတည်မယ်ဆိုရင်ဒီ conversation နဲ့ကြည့်ကြည့်အောင် We usually go to the cinema on Thursdays okay
ကြာသပတေးနေ့တိုင်းငါတို့ရုပ်ရှင်ကိုသွားလေရှိတယ်ပေါ့နော်ငါပေါ့နော် I usually go to the cinema on Thursday who do you go with မင်းဘယ်သူနဲ့သွားတာလဲ with some friends တကယ်ချင်းနေနဲ့ပေါ့ with some friends တကယ်ချင်းချိုးနေ who do you work for မင်းဘယ်သူအတွက်အလုပ်လုပ်တယ်လဲပေါ့နော် I work for a big computer company okay computer company အကြီးကြီးမှာငါအလုပ်လုပ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင် who do you go with ဘယ်သူနဲ့သွားလဲ who do you work for မင်းဘယ်သူအတွက်အလုပ်လုပ်တယ်လဲပေါ့နော်နောက်တစ်ခုကတော့ what နဲ့ noun တစ်ခုခုနဲ့ကိုတွဲပြီးတော့လဲဒီလိုဒီမျိုးကုန်းနေလုပ်လို့ရတယ် okay အဲ့ဒါဆိုလို့ရှင်တော့ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတော့ what နောက်က noun ပြီးရင်auxiliary verb subject ပြီးရင် like infinitive ပေါ့နော် okay အဲ့ဒါဆိုလို့ရှင် format လေးရတယ်လို့ပေါ့နော် okay what noun and then auxiliary ချေ auxi လို့ပဲရေးလိုက်မယ်နော် okay and then subject ပြီးရင် infinitive okay ဟုတ်ပြီအမျိုးအစားတွေပေါ့နော်ဥမာရုပ်ရှင်ဆိုလဲဘာရုပ်ရှင်လဲဘာကားလဲစသဖြင့်ဒီလိုမျိုးspecific ဖြစ်တဲ့အရာတွေကိုမေးချင်တဲ့အခါမျိုးမှာဒီလိုမေးခွန်းပုံစံသုံးလို့ရတယ် okay what films do you like what books do you read what car does Tamsim drive okay စသဖြင့်ဒါလေးမေးလို့ရတယ်ဟုတ်ပြီ all right so let's do some exercises ဒီချင်းကနေလုပ်ကြည့်ကြအောင် put the words in the correct order to make questions အဲ့တော့မေးခွန်းလုပ်ဖို့အတွက်စကားလုံးတွေကိုမှန်ကန်တဲ့အစီအစဉ်နဲ့လုပ်ပေးရမယ် the first one is done as an example where do your parents live အဲ့တော့မိမိဘာတွေပမာနေလဲပေါ့နော်စာမဲ့စကားလုံးလေးကိုအကြီးနဲ့ပြောထားပြီးတယ်ပြီးလို့ရှိရင်နောက်ဆုံးစကားလုံးကိုလည်း question mark နဲ့ရေးထားပြီးအဲ့တော့ဒါလေးပို့ပြီးလို့ရအဆင်ပြေပါမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အခု2 to 10ကိုယ့်ကိုလုံးမယ်ပြီးတော့မှဒီချက်နဲ့အဖြေတိုင်းမယ် okay နော်ဟုတ်ပြီ all right 2 what does Ellie do on Saturday okay နောက်တစ်ခုက what time does our lesson start okay ငါတို့ရဲ့သင်ခန်းစာပဲချိန်စလဲ okay why does Karina feed the bird okay ငါလေးတွေကိုဘာလို့ Karina ကအစာရွေးတယ်လဲပေါ့နော် okay next one 1 2 the children visit their grandparents okay ကလေးတွေသူတို့ရဲ့ဘိုးတွေဘွားတွေကိုဘယ်ချိန်သွားလဲကြပါသလဲ okay နောက်တစ်ခုကကြတော့ who do you play football with okay သူနဲ့မင်းဘောလုံးကစားပါသလဲဘောလုံးကမ်းပါသလဲ okay how do you pronounce okay INTER NEL in English okay အဲ့တော့ဒီစကားလုံးကို English လို့ဘယ်လိုအသံထွက်တယ်လဲပေါ့နော်international ဒီလိုအသံထွက်ပါတယ် international okay alright ဒီမှာဆိုရင်တော့ what noun တွေ့ပေါ့နော် what languages do you speak ပြောပါတဲ့စကားတွေမြင်ပြောပါတယ်လဲ okay where does Philippa buy her jeans သူရဲ့ jeans ကို okay ဘယ်မှာဝယ်တယ်လဲပေါ့နော်နောက်တစ်ခု how do you remember people's name သူတို့ရဲ့နာမည်တွေကိုဘယ်လိုများမှတ်မိတယ်လဲပေါ့နော်ဟုတ်ပြီ okay all right now let's try these questions okay where do your parents live what does Ellie do on Saturday what time does our lesson start why does Karina feed the birds
When do children visit their grandparents? Who do you play football with? How do you pronounce international in English? What languages do you speak? Where does Philippa buy her jeans? How do you remember people's name? Okay. Read the answers and look at the words in bold. Okay. Exercise 2 မှာတော့ read the answers and look at the words in bold. Then use the word in the box to write questions. အဲ့တော့အဖြေတွေပေးထားတယ်မိခွန်းတွေစဉ်းစားပေးရမယ် Okay. box ထဲကစကားလုံးတွေကိုသုံးပြီးတော့မိခွန်းလုပ်မယ်ကျတို့စုစုပေါင်းဘယ်နှခုရှိသလဲ10ခုရှိတယ်အဲ့တော့တည်တည်ကြကြကြီးလေးမြင်အောင်ဒီချက်တွေမျိုးလေးလုပ်လိုက်မယ် Okay. ဒီဘက်ကနေပြီးတော့1 to 6 ကြည့်မယ်နောက်တစ်ခုဒီဘက်မှာဆိုရင် Alright. 6 to 10ပေါ့နော်ဟုတ်ပြီဒီမှာတစ်ခုကတော့ what time နဲ့သုံးထားတယ် what time do you start work? Okay. So at 9လို့ပေးထားတဲ့အတွက်ကြောင့်အဲ့ဆိုရင် 2 to 10 လုပ်ကြည့်ပါ Okay. အဲ့တော့ခွင်းစောက်ခွင်းပိတ်နဲ့ဥမာ2ခုသုံးရမယ့်ဟာဆိုရင်2ခုသုံးမယ်ဟုတ်ပြီနော် Alright. So 2 my brother works at the airport ဆိုတဲ့အတွက်ကြောင့်ဘယ်မှာလုပ်တယ်လဲပေါ့နော် where does your brother work? Okay. 3 for breakfast I have an egg and toast and a cup of coffee အဲ့ဆိုရင်ဘာစားသလဲပေါ့နော် what do you have for breakfast? Okay. You spell it B-U-I-L-D-I-N-G ဆိုတဲ့ကြောင့် okay. How do you spell? Okay. ဒါပေါ့နော် building ကိုဘယ်လိုပေါင်းသလဲပေါ့နော် how do you spell building? Okay. We finish work at 5 o'clock. So ဘယ်ချိန်ပြီးသလဲ 1 do you finish? The we ဆိုတဲ့အတွက်ကြောင့် okay ပြန်ပြောတော့ you နဲ့ပဲသုံးလို့ရတယ် 1 do you? Okay အဲ့ဆိုရင် 6 ကရော Sophia lives with her parents ဆိုတဲ့အတွက်ကြောင့် okay Sophia ဘယ်သူနဲ့နေလဲပေါ့နော် Who does Sophia live with? Okay. Now to 7 I always walk to work because it's good for me. Okay, as in why နဲ့မေးလို့ရတယ် because why do you always walk to work? I like jazz music. Okay, as inနောက်တစ်ခုကကျတော့ what music do you like? Okay, as in ကျတော့ဒီ what နှစ်ခါသုံးပြီးသွားပြီနော် in class. Okay, who လာမယ် who do you know in class? ဒါနဲ့မှသူတည်လဲပေါ့နော် I usually make ဆိုတဲ့ကြောင့် one နောက်တစ်ခေါက်သုံးမယ် yes 1 do you usually make lunch? Okay, let's try practicing it. Okay, read the questions and answer as well. Okay, what time do you start to work? I start work at 9. Where does your brother work? My brother works at the airport. What do you have for breakfast? For breakfast, I have an egg and toast and a cup of coffee. How do you spell building? You spell it B-U-I-L-D-I-N-G. When do you finish work? I finish work at 5 o'clock. Who does Sophia live with? Sophia lives with her parents. Why do you always walk to work? I always walk to work because it's good for me. What music do you like? I like jazz music. Who do you know in class? In class, I know Himari and Yuma. When do you usually make lunch? I usually make lunch on Sunday. Okay. အဲ့တော့ဒီပုံလေးမှာပါတဲ့ဟာကတော့ဒါ jazz music ပေါ့နော် Okay, jazz music ကိုတီးခတ်နေတဲ့ပုံလေးပေါ့နော် Alright. I also love jazz music. Okay. အဲ့ဆိုရင်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲဒီနေ့သင်ခန်းစာကနေကျွန်တော်လေ့လာခဲ့တာတော့မေးခွန်းလုပ်တဲ့ပုံစံလေးပေါ့နော် Okay. အထူးသဖြင့် WH မေးခွန်းတွေကို present simple နဲ့ဘယ်လိုလုပ်မလဲ Okay. အဲ့တော့အင်္ဂါလေးလုပ်မယ်ပြီးရင်ကျွန်တော် group ထဲမှာပို့မယ် and then feedback လေးယူမယ်ပေါ့နော် Okay. So we have made this far. We only have a few lessons left. So keep it up and
I'll see you in my another lesson. Bye bye.